အခုသင်မဲ့သင်ခန်းစာကတော့ Blur, Sharpen နဲ့ Smash Tool တွေအသုံးပြုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ဥပထမဆုံးမှာကျွန်တော် Sharpen Tool အသုံးပြုတဲ့သင်ခန်းစာကိုစပြောပါမယ်။အခုဒီနေ့မှာ Sharpen Tool ကိုရွေးပေးလိုက်ပါ။အခုလို tree ကန်ပုံစံလေးနဲ့ဖြစ်ပါတယ်။သူကလည်းတခြား brush tool တွေလိုပါပဲ။ size ကြီးသေးကိုပေါ့ကျွန်တော်ဒေါင်ဝင်းအဖွင့်ပိတ်နဲ့ခြုံလို့ချဲလို့ရပါတယ်။ဒီ Sharpen Tool ကတော့ ဝါးနဲ့ image အစိပ်ပိုင်းတွေရောဒီဝါးနဲ့ image အစိပ်ပိုင်းတွေကိုပို့ပြီးတော့ထင်းလာအောင် color တွေပိုထင်ရှားလာအောင်ပြုလုပ်တဲ့ tool ပါ။ဒီ tool ကိုအသုံးပြုမယ်ဆိုရင်တော့ဒီ image ဝါးနဲ့အစိပ်ပိုင်းလေးကိုတင်လိုက်ပါပြီးရင်ဒီ image အစိပ်ပိုင်းတွေပေါ်မှာ clip ဖိဆွဲပေးလိုက်ရင်အခုလို့ဒီနေရာတွေကိုဖိဆွဲလိုက်တဲ့နေရာတွေပိုထင်းလာတာကိုတွေ့ရမှာပါကိုအခုလို့ဆွဲတဲ့အခါဒီတနေရာထဲမှာပေါ့ဒီ tool ကိုအချိန်ချင်းခါထပ်သုံးနေမယ်ဆိုတော့ဒီနေရာထင်းလာရုံနဲ့မကပဲအခုလို့ contrast တွေကွာခြားမှုရမ်းများလာပြီးတော့ဒီလို color တွေထွက်လာမှာဖြစ်ပါတယ်။အဲကြောင့်ဒီ tool စာအနည်းချင်းသာအသုံးပြုလို့ကောင်းပါတယ်။ရိုင်းသုံးလို့တော့မကောင်းပါဘူး။ဒီ tool ကိုပေါ့အခုလို့အသုံးပြုတာကိုဒီဖိဆွဲလိုက်တဲ့အခါ100%မဟုတ်ပဲနဲ့ပေါ့ရှော့ပြီးတော့လည်းလုပ်လို့ရပါတယ်။သူ့ကိုဒီအပြည့်မဟုတ်ပဲပေါ့ဒီ strand ထဲမှာပေါ့ percentage ကို short ပေးလိုက်ခြင်းအပြင်အခုလိုကိုဒီ tool ကိုအသုံးပြုတဲ့အခါလဲ color ခွဲခြားမှုတွေထင်းလာမှုတွေကဒီတဝက်လောက်ပဲဖြစ်သွားမှာပေါ့ဒါဆိုပို့ပြီးတော့အသုံးပြုလို့ကောင်းပါတယ်ဒီ tool ကို100%အသုံးပြုတာထက်ဆိုင် percentage တွေ short တာပို့ချိန်ဆပြီးတော့အသုံးပြုလို့ကောင်းပါတယ်နောက်တစ်ခုကတော့ blur tool ပါ blur tool ကတော့ကျွန်တော်ဒီ tool နဲ့ပြောင်းပြန်ပေါ့သူကြတော့ဒီတားနဲ့အရာဝတ္ထုတွေဝါအောင်လုပ်တာပါဟိုဒီလိုနေရာမျိုးတွေဆိုရင်ပေါ့ဒီ tools နဲ့လုပ်လိုက်မယ်ဆိုဝါအဲ့လိုပြန်ဝါထွက်သွားတာတွေ့ရမှာဒီလူပုံတွေပေါ်မှာဒီ tools နဲ့လူပုံတွေပေါ်သွားလုပ်မိရဆိုရင်တော့ကျွန်တော်အခုလိုပုံတွေကဝါထွက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ tools ကလည်းအသုံးတဲ့နေရာတွေရှိပါတယ်သူ့ကိုလည်းဒီမှာဒီ strand ကိုကျွန်တော် short ပေးခြင်းအဖြစ် tools အသုံးပြုတဲ့အခါပုံမှုတိကျအဆင်ပြေအောင်ချိန်ညှိနိုင်ပါလိမ့်မယ်ကျွန်တော်ဒီမှာပေါ့ဒီပုံတစ်ပုံပေါ့ဒီရှုခင်းပုံမှာပေါ့ဒီရှုခင်းပုံထဲကိုပေါ့ကျွန်တော်ဒီ model ပုံထည့်သွင်းမယ်ပေါ့အဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ model ပုံ select မှတ်လိုက်ပါမယ်အခုကတော့ကျွန်တော်ဘေးက background တွေကိုမှတ်လိုက်တာဘေးက background တွေကိုကျွန်တော် select မှတ်လိုက်ရပေါ့ဒီ model ပုံကို selection ဖြစ်အောင်ပေါ့ invert ပြန်လုပ်မှာဖြစ်ပါတယ်ဟိုကျွန်တော် select ထဲကပေါ့ invert ဆိုတာနှိပ်လိုက်ပါပြီဒါဆိုရင်ဟုတ်
ဘေးက background တွေကနေကျွန်တော် model ပုံ select မှတ်ပြီးသားဖြစ်သွားပါပြီကျွန်တော်ဒီစပင်နားမှာရှိရမလိုအပ်တဲ့နောက်ခံ background အစိတ်ပိုင်းတွေကို selection ကနေဖယ်ထုတ်တာပါဒီ selection tool တွေကိုကြောင်းသူသက်ဆိုင်ရာသင်ခန်းစာမှာအသေးစိတ်ရှင်းပြပေးပါမယ်ကျွန်တော်ဒီပုံပေါ့ဟောဒီခြေတကွန်ရှုခင်းနဲ့ကူးထည့်မယ်ပေါ့ဒီပုံဖိပြီးတော့ပေါ့ကျွန်တော်ဒီရှုခင်းနဲ့ကိုဆွဲလာပါဒီမှာ plus ပုံအပေါင်းပုံစံလေးပေါ်လာရင်ပေါ့ mouse ကိုလွှတ်ပေးလိုက်ပါဒါဆိုရင်အခုဒီရှုခင်းပုံမှာ model ပုံစံလေးရှင်တွဲပြီးပေါ်လာပြီဖြစ်ပါတယ်ဟိုဒီပုံပေါ့ကျွန်တော်အဝေးရကြည့်ရင်တော့မသိတာပါဘူးတကယ်လို့နီးကပ်ကြည့်မယ်ဆိုရင်တော့ဒီ model ဟာပေါ့ဒီရှုခင်းနဲ့တွဲရိုက်ထားသလိုမဟုတ်ပဲဒီရှုခင်းပုံမှာတင်ထားသလိုဖြစ်နေကျွန်တော်ဒီအနားသက် line လေးကိုကျင်ရပါတယ်ဒါဆိုရင်တချို့မသိတတ်တဲ့ design တွေမှာလည်းဒီလိုပုံစံလေးတွေတွေ့ရမှာဘေးအနားသက်မှာကျွန်တော် selection မှတ်ထားတဲ့ဒီ border line ရာလေးဖြစ်နေတဲ့အတွက်ပေါ့အခုလိုပေါ့မတက်ရက်တဲ့ selection နားလေးကိုပေါ့ကျွန်တော်ဒီ blur tool ကိုအသုံးပြုပြီးတော့ပုံမူပြီးတော့ကြည်လင်အောင်ပေါ့ထင်ရှားအောင်ပြုလုပ်လို့မရပါနဲ့ပို့ပြီးတော့သရုပ်ပြီးပြအောင်တရံတူအောင်တော့ပြုလုပ်လို့ရမယ်ကျွန်တော် blur tool ကိုရွေးမယ်ပေါ့ရွေးပြီးတော့သူ site တစ်ခုပေါ့သင့်တော်တဲ့ site တစ်ခုဖြစ်အောင်ခြုံပေးလိုက်ပါပြီးရင်ဒီအနားသက် line လေးတွေပေါ့ဒီ blur tool လေးနဲ့အခုလိုလိုက်ပြီးတော့ဒီအတွင်းကိုပုံရဲ့အတွင်းကိုလည်းမရအောင်ပေါ့ဒီရှုခင်းနဲ့ဒီအခုကျွန်တော်ကူးထည့်ထားတဲ့ဒီ model ချားမှာပေါ့ဒီနှစ်ခုချားမှာရှိနေကျွန်တော်ဒီလိုထစ်နေတဲ့ပုံစံလေးရှိပါတယ်ဒါလေးတွေကို blur tool နဲ့လိုက်ပြီးတော့ပုတ်ဆွဲလိုက်ခြင်းအဖြစ်ပေါ့ပို့ပြီးတော့တဘာဝကျပြီးပြီးပြင်လာမှာဖြစ်ပါတယ်အခုလိုပေါ့ဒီမှာပေါ့အနားသက် line တွေကဒီအဖြူ line လေးတွေလိုဖြစ်နေတယ်ပေါ့ဒါကြည့်လိုက်မယ်ဆိုရင်ဒီပုံပေါ်ဓပုံဆွဲတင်ထားမှန်းသိတာရယ်ပေါ့ဒီရှုခင်းပုံနဲ့တွဲရိုက်ထားတာမဟုတ်ဘူးရှုခင်းပုံပေါ်တင်ထားသလိုကြီးဖြစ်နေပေါ့ဒီခါဒီ blur tool နဲ့ပေါ့ဒီအနားသက် line လေးရောမှာအခုလိုဖိဆွဲလိုက်ခြင်းဖြင့်ကျွန်တော်အခုန line တွေကမေးမိန်ပြီးတော့ပျောက်သွားမှာပါဒီ2 set ပေါ့လောက်ဆောင်ချက်ကဒီ brush တဲ့မှာရှိရဲ့ bristle လေးတွေပေါ့ဒီကိုဒီ brush နဲ့ပုတ်ဆွဲနေတဲ့ဒီ area မှာရှိရဲ့ bristle လေးကိုရောထွေးသွားအောင်ဝါးသွားအောင်လုပ်တာပါခုလိုပေါ့ဒီ border line မှာထင်တဲ့ color မတူတဲ့ပေါ့အနားသက်လေးတွေကိုအခုလို blur tool နဲ့ကျွန်တော်ပုတ်ဆွဲလိုက်ခြင်းအဖြစ်ပုံမချောမွေပြီးတော့ကျွန်တော်ကိုပြုတ်လုပ်ထားတဲ့ image ကပို့ပြီးတော့အသက်ဝင်လာမှာဖြစ်ပါတယ်နောက်တစ်ခုက smash tool ပါဒီ smash tool ဆိုတော့ဒီ image မှာရှိရပေါ့
bristle လေးတွေပေါ့ရောထွေးသွားအောင်ပေါ့ကာလာရောသွားအောင်ကျွန်တော်အပြင်မှာဆိုရင်ဆေးကိုမှွေလိုက်တဲ့သဘောပါဒီဆေးချက်ထားတဲ့နေရာမှာရှိရဟာပေါ့ကျွန်တော်လက်ညှိုးလေးနဲ့ပုတ်ထားလိုက်သလိုဖြစ်ပါတယ်ဒီမှာတော့ဒီဒူးဆိုသုံးမယ်ဆိုရင်တော့အဲ့နားမှာရှိရ bristle တွေဟာရောထွေးသွားတာကိုတွေ့ရမှာဒီဒူးစာလည်းကျွန်တော်ဓာတ်ပုံပြင်တဲ့နေရာမှာအသုံးဝင်ပါတယ်အသားရည်ကိုချောမွေ့အောင်ပြုလုပ်တာဖြစ်ပါတယ်ဟုတ်ဆိုရင်ပေါ့ဒါဟိုလို bristle တွေဖြည့်ဆည်းပြီးကျွန်တော်အနေငယ်ရေသွေးညံ့တဲ့ပုံတွေပေါ့ကျွန်တော်ပြုပြင်ဖန်တီးမယ်ဆိုရင်ပေါ့ဒီအသားရည်တွေပေါ့အခုထပ်ပို့ပြီးတော့ပေါ့ချောမွေ့လာအောင်ဒီဒူးဆိုအသုံးပြုလို့ရပါတယ်ဒီဒူးစာပုံမှန်အနေနဲ့ကျွန်တော်ဒီဒူးဆိုဖိဆွဲလိုက်မယ်ဆိုတော့အခုလိုဒီအရာဝတ္ထုပေါ်မှာရှက်ဒီ bristle တွေကအခုလိုရောရမှာဖြစ်ပါတယ်ဒီဒူးဆိုသုံးမယ်ဆိုရင်ပေါ့နံပါတ်1အနေနဲ့ဘလိုမျက်လုံးတို့ပါးစပ်တို့နှရွက်တို့ပေါ့ဒီလိုမျိုးနေရာမျိုးတွေနောက်တစ်ခါကျွန်တော်ဒီမှာရှိတဲ့သူ့ရဲ့ shape တွေပေါ့ shape တွေကိုပြောင်းပြန်ဖြစ်မှာဟုတ်ဆိုရင်ကျွန်တော်သားရည်ကိုချောမယ်ဆိုရင်သူ့အသားရည်ဒါဆိုပါပေါ့အဲ့ဒီအတွက်ကျွန်တော်ချောရင်ဒီလိုမျိုးပဲသွားပေးရပါမယ်ဒီလိုကန့်လန့်ပြက်ကြီးသွားတာမျိုးဆိုရင်ဒီပုံကပြက်စီးသွားတတ်ပါတယ်ဒါနံပါတ်1အနေနဲ့ပေါ့နောက်တစ်ခုနံပါတ်2အနေနဲ့ဒီ2 set ပေါ့ brush အပြော့မှာ strand မှာကျွန်တော်ဒီကောင် strand အခု100ထားလိုက်မယ်ဆိုကျွန်တော်အခုအသားရည်ချောရဲဆိုတာထိရောက်မှုမရှိပဲအခုလို bristle ရောရပဲနဲ့ပုံထွက်ကအခုလိုလှမှာမဟုတ်ပါဘူးဆေးတွေကျွန်တော်တို့ဆေးတုပ်သလိုကြီးဖြစ်နေပါလိမ့်မယ်ဒီအတွက်ပေါ့သူ့ရဲ့ strand ကိုလျှော့ပေးရပါမယ်ပုံမှန်ဆိုရင်တော့ 2 ကပေါ့ brush ပုံစံပေါ်မူတည်ပြီးတော့ဒီ strand ကိုလျှော့ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာပေါ့အခု brush ပုံစံအခုလို soft round ပုံစံပေါ့ဒီလို brush မျိုးရွေးထားတဲ့အခါပေါ့ဒီ strand မှာ10ကျော်လေးပဲထားသင့်ပါတယ်17 13လောက်ပေါ့အဲ့လောက်ထိပဲအလုံးစုံထားသင့်ပါတယ်ဒီ percent နဲ့နည်းပြီးတော့ကျွန်တော် brush size ဟိုပေါ့ကျွန်တော် site သေးထားပြီးသုံးပြုမယ်ဆိုရင်ပုံမူအရေးသွေးကောင်းမွန်တဲ့ပုံတွေရရှိမှာပါဥဆိုရင်ပေါ့ဒီပုံကျွန်တော်အခုနရောမှွေသလိုမျိုးပဲပေါ့ bristle ရောအောင်ဒီပုံချောကြည့်ပါမယ်သူ့ရဲ့ဒီပုံရဲ့ပေါ့ဒီဓာတ်ပုံရဲ့ဒီရှိပုံတိုင်းပေါ့ကျွန်တော်ခုနပြောထားသလိုနှရွက်ဆိုရင်ဒီလိုကြီးသွားမလုပ်လိုက်ပါနဲ့ဒါဆိုရင်ဒီပုံပြတ်သွားပါလိမ့်မယ်အဲ့တော့သူ့ရဲ့ဒီပါဆိုရင်ပါအကြမျက်နှာအကြဒီမေးရိုးဆိုလည်းမေးရိုးသူ့အတိုင်းပဲပေါ့ပုံမရှိရဲ့ကောက်ကြောင်းတွေပုံစံတွေအတိုင်းပဲလိုက်တင်လေးအခုလိုပုတ်ဆွဲပေးပါတချို့သိငယ်တဲ့နေရာကြီးကြရင်လည်း brush size ကိုအခုလိုလျှော့ပေးထားပါဒါကိုပြုလုပ်နေတဲ့ဒီ image အကြီးသေးပေါ်မူတည်ပြီးတော့ပေါ့ကို brush size ကိုပေါ့လိုသူကစားပေးသွားပါမယ်အခုလိုမျိုးပေါ့ကျွန်တော်ဒီမျက်လုံးသားတွေမျက်လုံးတို့နှရွက်တို့ပါးစပ်တို့ပေါ့ဒီလိုနေရာမျိုးတွေကြာလုပ်မယ်ဆိုရင်2ကိုဒီလို brush size အကြီးမလုပ်ပါနဲ့တက်နိုင်သမျှသေးအောင်လုပ်ပြီးတော့ပေါ့သေးစိတ်ပြုလုပ်ပေးပါဒီနေရာမှာဆိုလဲအခုလို day ပုတ်ဆွဲရတဲ့ဆိုင်ပေါ့သူနဲ့လိုက်မယ်ဟာပေါ့မျက်ခွန်းဆိုမျက်ခွန်းပေါ့မျက်ခွန်းလမ်းကြောင်းလိုင်းဒီလမ်းကြောင်းလေးအတိုင်းပဲပေါ့ဒီလိုလေးပဲချော့ပေးပါအဲ့ဒါကမျက်ခုံးတွေစပင်တွေပေါ့ဒီမျက်ခုံးတွေစပင်တွေကြာနေသတိထားပါပုံမှန်အခုလိုဖြီးဆွဲလိုက်မယ်ဆိုရင်ဒီမျက်ခုံးတွေကပျောက်သွားပါလိမ့်မယ်ဒါကြောင့်ဒီမျက်ခုံးတွေစပင်တွေကိုလှုပ်တဲ့အခါပေါ့ tools အသုံးပြတာဒီ tools နဲ့ပဲသုံးပါပါဒါပေမဲ့တခြား brush ပုံစံလေးနဲ့ပြောင်းပြီးသုံးသင့်ပါတယ်ပြင်ကျွန်တော်နမူနာပြုလုပ်ပြပါမယ်ဟိုနှရွက်ဆိုလဲပေါ့သူနှရွက်ကောက်ကြောင်လေးပုံစံလေးအတိုင်းပဲပြုလုပ်ပေးပါ
နောက်ကျွန်တော်နှာခမ်းဆိုလဲနှာခမ်းပုံစံလေးတိုင်းပဲပေါ့ဒါဆိုရင်ကျွန်တော်ဒီငကိုပုံဟောင်းထက်ကို print ထုတ်လိုက်တဲ့အခါပိုချုံးမွေလာဖြစ်ပါတယ်ခုနပြောသလိုပေါ့ကျွန်တော်ဒီစပင်တွေပါလေကြာရင်ကျွန်တော်2 soft rounder တွေနဲ့သုံးရင်ပေါ့ဒီပုံစံတွေကရောထွေးသွားတတ်ပါတယ်စပင်ပုံစံတွေကခုလိုပေါ့ဒီ tools နဲ့သုံးမယ်ဆိုရင်ပေါ့အဲမျိုးကြာရင်ကျွန်တော် brush ဟိုပေါ့ကိုယ့်ရဲ့ brush ပုံစံပြောင်းလိုက်ပါအခုလိုပေါ့ဒီ sparta ပုံစံမျိုးလေးဒီ breeze tail ပုံစံမျိုးလေးပေါ့ဒီလို brush လေးအသုံးပြုသင့်ပါတယ်သူ့ဒီလို brush တွေအသုံးပြုတဲ့ခါလဲဒီလိုအသားရည်တွေလည်းချောလို့ရပါတယ်ဒါပေမဲ့ဒီလို brush တွေအသုံးပြုမယ်ဆိုရင်တော့ဒီ percentage ကိုပေါ့ဒီ strength percentage ကိုတိုးထားပေးရပါတယ်ကျွန်တော်30 40စသဖြင့်ဒီ50လောက်ထိသုံးလို့ရပါတယ်ဒါတော့ percentage နဲ့မယ်ဆိုရင်ပိုစိတ်ရှိမယ်ဆိုရင်တော့ပုံထွက်ပိုကောင်းပါတယ်ကျွန်တော်အခုတော့အမြင့်ဆုံးလုပ်လို့ရရင်50လောက်နဲ့ပြုလုပ်သူ့လည်းပေါ့သူ့ရဲ့စပင်လမ်းကြောင်းလေးတိုင်းမှာကျွန်တော်ဒီလိုကြီးကန့်လန့်ပြတ်ကြီးသွားလုပ်မယ်ဆိုရင်ဒါစပင်ပုံစံပြတ်သွားပါလိမ့်မယ်သူ့လမ်းကြောင်းလေးတိုင်းလုပ်ပေးပါမျက်ခုံးဆိုလည်းမျက်ခုံးပေါ့ကျွန်တော်ဒီမျက်ခုံးလမ်းကြောင်းလေးတိုင်းပဲလုပ်ပေးပါ smash tool ပေါ့အခုလိုပုံဟောင်းပြင်တဲ့နေရာသုံးလို့ရတယ်ကျွန်တော်ပုံကောင်းပုံသစ်တွေကိုလည်းပေါ့မှကိုရိုက်တဲ့ပုံမှာဆိုရင်ပေါ့ဒီ model ကအသားရည်မကောင်းဆိုရင်ကျွန်တော် make up တွေပါလိမ့်လိုက်ပြင်နေတယ်ပေါ့အဝေးရရရင်တော့အလင်းပေးပြီးရရင်တော့အဝေးရရရင်တော့မသိတာပါတကယ်အနီးကဒီပုံချဲ့ကြည့်မယ်မျက်နှာလှပုံတွေရိုက်မယ်ဆိုရင်တော့ကျွန်တော်တခါလေဒီ watch channel တွေပါပေါ့ဒါတွေကထင်းထင်းရှားရှားပေါ်လာတတ်ပါတယ်ဥစ္စာပေါ့ဒီဘုံနမူနာကြည့်ပါကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီကင်မရာနဲ့ပေါ့အနီးကပ်ရိုက်သလိုမျိုးဖြစ်သွားပါတယ်ဒါမျိုးဆိုရင်ပေါ့အဝေးရကျင်ဒီ make up လိမ့်ချဲတိုင်းအဝေးရကျင်မသိတာပဲနဲ့လေပေါ့ကျွန်တော်နီးကပ်ဒီပုံချဲ့ကြည့်လိုက်တဲ့အခါအခုလို watch channel တွေပေါ့ကျွန်တော်အသားရည်မညီညာမှုတွေရှိနေပါတယ်ဒါမျိုးဆိုရင်ကိုကဒီမျက်နှာဖုံးလိုပါတော့ပြန်သုံးမယ်ဆိုရင်ပေါ့ဒီလိုမျက်နှာပုံစံပေါ့ဒီထက်ပိုကောင်းချောမွေ့အောင်ပြုပြင်လို့ရပါတယ်ဟုတ်ဆိုရင်ဒီလို brush shoe တွေနဲ့ပဲပေါ့ခုနကျွန်တော်အသားရည်ချောင်းပြုပြင်သလိုပဲဒီ brush shoe နဲ့ပဲဟိုကျွန်တော်ဒီမှာ strength 50လောက်ထားပါတယ်ဒီ brush shoe နဲ့ပဲဖိဆွဲပြီးတော့ကျွန်တော်ပြုပြင်ကြည့်ပါမယ်ပို့ပြီးသိတာအောင်ပေါ့ကျွန်တော်မျက်နှာတစ်ချမ်းကိုပဲအရင်ပြုလုပ်ကြည့်ပါမယ်ဟုတ်ဆိုရင်ကြည့်ပါကျွန်တော်ဒီ210ပေါ့ဒါအသုံးပြုပြီးပြုပြင်ထားတဲ့စိတ်ပိုင်းနဲ့ဒါဒီဘက်ချမ်းမပြုပြင်ထားတဲ့ပုံစံပေါ့အသားရည်ရှိရဒီမျက်နှာပြင်စိတ်ပိုင်းတွေကိုချောမွေ့အောင်ပြုပြင်နေဖြစ်ပါတယ်ဒီ tools နဲ့ပြင်တာလည်းပဲပေါ့ဒီ
မျက်နှာသားရေးပြင်မယ်ဆိုဒီမျက်နှာလည်းဒီကောက်ကြောင်းတွေပေါ့သူမျက်နှာပုံစံပေါ်မူတည်ပြီးတော့ဒီ brush ကိုပေါ့အလိုက်တင်ပြုလုပ်ပေးရမယ်ဒီလိုမျိုးဒီနှာခေါင်းနဲ့အောင်ပြုပြင်မယ်ဆိုရင်ပေါ့ဒီလိုအပေါ်အောက်ဆွဲလိုက်ခြင်းအပြင်အခုလိုပေါ့သူ့ရဲ့ဒီနှာခေါင်းအရာတွေကောက်ကြောင်းတွေပျောက်သွားပါတယ်အဲ့တော့ဒီလို tools မျိုးပြင်မယ်ဆိုရင်လည်းပေါ့သူ့အရာနဲ့ပေါ့ဒီကောက်ကြောင်းအရာတွေနဲ့အလိုက်တင်လျာတင်ပြုပြင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်မပြုပြင်မီပုံနဲ့ကျွန်တော်ရှင်းကြည့်အခုဆိုရင်ပေါ့ဒါငကိုမူလမျက်နှာနဲ့ပေါ့ smash tool နဲ့ပြုပြင်ထားတဲ့ပုံအခုလိုမြင်တွေ့နိုင်ပါတယ်ဒါတော့ blur tool, sharpen tool နဲ့ smash tool တွေအသုံးပြုတဲ့သင်ခန်းစာဖြစ်ပါ